မင်္ဂလာရကျော်တို့ဘာလို့စားရမလဲစဉ်းစားနေမယ်ဆိုရင်ကျော်တို့ငပြောဖူးတောက်နီးလေးလောက်စားပြမှာဖြစ်ပါတယ်ဗျာ let's go အရင်ဆောင်ကျော်တို့စက်တုံနီနှလောက်လိုမယ်ဗျာဖဲတော့နဲ့ငယ်ပါမယ်ဗျာကျော်တို့ရှောက်ရွနဲ့ငယ်လိုမယ်ဗျာပြီးတော့ကျော်တို့ငပြောဖူးလေးကိုလှီးထားပေးပါမယ်ဗျာဒီနေရာမှာကျော်တို့ငပြောဖူးလေးကိုစက်ကြိုက်လှီးထားပေးလို့ရပါတယ်ဗျာကျွန်တော်ကတော့နည်းနည်းထူထူလေးလှီးထားပေးပါတယ်ဗျာကျော်တို့လှီးထားတဲ့ငပြောဖူးလေးကိုရေနဲ့ရင်ဆိုင်ပေးပါမယ်ဗျာပြီးတော့လက်လေးနဲ့ထားပေးပါမယ်ဗျ။ဆိုင်ထားတဲ့ငပြောဖူးထဲမှာကျော်တို့စားထည့်မယ်ဗျ။စားလေးထည့်ပြီးတော့ကျော်တို့လက်လေးနဲ့ထပ်နယ်ပေးပါမယ်ဗျ။နယ်ပြီးတော့ရင်ကျော်တို့တောင်းမိနစ်လောက်နဲ့ထားပေးပါမယ်ဗျ။ပြီးတော့ကျော်တို့စက်တုံနီနှလောက်လေးကိုပပလေးထားပေးပါမယ်ဗျ။တကယ်လို့ကိုကဒီနေရာမှာစက်တုံနီတိတ်မကြရင်တော့နည်းနည်းပဲထည့်ပါဗျ။ကျော်တို့လှီးထားတဲ့စက်တုံနီလေးကိုရေနဲ့ဆိုင်ထားပေးပါမယ်ဗျ။ကျော်တို့ဆိုင်ထားတဲ့စက်တုံနီလေးကိုလက်လေးနဲ့ညှစ်ပေးပါမယ်ဗျ။ကျော်တို့ညှစ်ထားတဲ့စက်တုံနီလေးကိုဆယ်ပြီးတော့ပကံထဲမှာထည့်ပေးပါမယ်ဗျ။ခဏကကျော်တို့ရလာတဲ့ဘဲတောက်လေးကိုတေးသေးတူတူလေးလှီးထားပေးပါမယ်ဗျာဘဲတောက်လေးတွေဒီလိုနဲ့ထားလှီးထားပေးပါမယ်ခဏကရှောက်ရွက်လေးကိုပပလေးလှီးထားပေးပါမယ်ဗျာရှောက်ရွက်လေးကိုဒီလိုနဲ့ထားလောက်လှီးထားပေးပါမယ်ဗျာဒါလေးကတောင်းမိနစ်လောက်ဆိုင်ထားတဲ့ငပြောဖူးလေးပါပြီးတော့ကျော်တို့ဆလောင်ထက်ကိုဆယ်ထောက်ပေးပါမယ်ဗျာဒါလေးကကျော်တို့ဆယ်ထောက်ထားတဲ့ငပြောဖူးလေးပါဗျာတောက်ရမဲ့ပကံလို့တလောင်းထက်မှာကျော်တို့ထည့်ပေးပါမယ်ဗျာအရင်ဆုံးကျော်တို့လှီးထားတဲ့ဘဲတောက်လေးအရင်ထည့်ပေးပါမယ်ဗျာလှီးထားတဲ့ကြက်သွန်လေးထည့်မယ်လှီးထားတဲ့ရှောက်ရွက်လေးထည့်မယ်ပစုံငပိထည့်မယ်မယမ်းပြားထည့်မယ်အချိုမောက်လေးထည့်ပေးပါမယ်ပစုံ6ထည့်ပေးပါမယ်ပဲမောက်လေးထည့်မယ်ဗျငရောက်အကြက်မောက်လေးထည့်မယ်နောက်ဆုံးမှာကျွန်တော်တို့စီကျဲလေးထည့်ပေးပါမယ်ဗျအကောင်လုံးထည့်ပြီးတော့လက်လေးနဲ့နယ်ပေးပါမယ်ဗျပကံလေးမှာထည့်ပြီးတော့အရင်ကိုစားလို့ကောင်းတဲ့ငပြောဖူးတောက်လေးရလာပါပြီဗျ